ဒီဇလန်ဟာဇွန်ဘီဗိုင်းရပ်စ်ကူးစက်ရောဂါကြောင့်လူသားတွေပဲစီးသွားတဲ့ကမ္ဘာအခြေအနေတွေမှာဖြစ်ပေါ်လာတဲ့အချစ်နဲ့အသက်ရှင်ရပ်တည်မှုဇလန်တစ်ပုဒ်ဖြစ်ပါတယ်။ဇလန်အဆက်မှာကျောင်းသူလေးတစ်ယောက်ကိုဇွန်ဘီတွေကလိုက်လံတိုက်ခိုက်နေပါတယ်။သူမကကြောက်ရွံ့ပြီးစာသင်ခန်းတကားရှစ်ကိုပြေးသွားကအတန်းဖော်တွေကဲတင်ပေးမယ်လို့မျှော်လင့်ထားပါတယ်။ဒါပေမဲ့သူမရဲ့အတန်းဖော်တွေကသူမရဲ့အကြောင်းလက်အိတ်ကိုပဲလူယူပြီးတကားကိုပိတ်ထားခဲ့ကြပါတယ်။ဇွန်ဘီတွေကလည်းချက်ချင်းလိုက်လံရောက်လာကြပြီးသူမအတွက်မျှော်လင့်ချက်ပျောက်ဆုံးတယ်လို့ထင်သွားပါတယ်။အဲ့ဒီအချိန်မှာမတိသောလူတစ်ယောက်ပေါ်လာပြီးသူမကိုလိုက်နေတဲ့ဇွန်ဘီတွေကိုလှင့်မြန်စွာတပ်ဖြတ်ပစ်လိုက်ပါတယ်။သူမကိုလက်ထောက်ကူညီလိုက်သည့်အခါသူမကကျေးဇူးတင်စွာဖတ်ထားလိုက်ပါတယ်။ဒါပေမဲ့သူ့မျက်နှာကိုတေချာမြင်လိုက်ချိန်မှာသူလည်းဇွန်ဘီတယောက်ဖြစ်နေကြောင်းသိလိုက်ရပြီးအလွန်ကြောက်ရွံ့သွားပါတယ်။သူမကသူ့ကိုတိုက်ခိုက်ဖို့အယုဒ္ဓနအပါဝင်ပစ္စည်းအသေးစားတွေကိုအသုံးပြုပြီးစူးစမ်းပြီးမအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့အဲ့ဒီဇွန်ဘီလူငယ်ကသူမကိုခေါင်းပေါ်ထမ်းပြီးခေါ်သွားခဲ့ပါတယ်။သူမတတိယလာတဲ့အချိန်မှာမကူးဆက်သေးပဲရေချိုးကန်ထဲမှာထိုင်နေတာကိုတွေ့ရပါတယ်။ဇွန်ဘီလူငယ်ကရေဖွင့်ပြီးသူမကိုတော်ဝင်တန်ရှင်းရေးလုပ်ပေးနေပါတယ်။သူမကသူ့ကိုတက်စားတော့မလားလို့ထင်ပြီးကူးဆက်ပေးပါလားတောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့သူကမကြိုက်ပဲမိဖို့ကြောင့်တို့ခေါ်သွားပါတယ်။မိဖို့ကြောင့်ထဲမှာဓာတ်တွေမြင်တော့သူမကြောက်ရွံ့နေချိန်မှာသူကငါပိုက်ဆံနေတယ်လို့ပြောပါတယ်။သူမကချက်ပြုတ်ပေးမယ်လို့ဆိုပြီးရေခဲတိတာဖွင့်ကြည့်တော့အမြင့်အစားအစာ instant noodles တွေပြည့်နေပါတယ်။သူမကဝမ်းသာပြီးမဲ့သူကအသားစားချင်တယ်လို့ပြောပြီးအဲ့ဒီအစားအစာတွေကိုပစ်ချလိုက်ပါတယ်။နောက်ဆုံးမှာတော့သူမကိုစူပါမားကတ်တကူသို့ခေါ်သွားပါတယ်။အဲ့ဒီနေရာမှာဇွန်ဘီတွေထပ်မံတွေ့ရပြီးမဲ့ဇွန်ဘီလူငယ်ကသူ့ထွေးကိုသူမလက်ပေါ်လင်းပေးလိုက်တာနဲ့ဇွန်ဘီတွေမနီးကတ်တော့ပဲပြန်သွားကြပါတယ်။အဲ့ဒီအချိန်မှာသူမကသူဟာဇွန်ဘီတွေရဲ့ထောင်းဆောင်ထိချောင်းတီးလိုက်ရပါတယ်။စူပါမားကတ်ရဲ့အစားအစာများစွာကိုမြင်ပြီးသူမဝမ်းသာကအစားအစာလေးနဲ့လှဲကိုပြေးအောင်ယူပါတယ်။ထို့နောက်သူနာမည်ကိုမေးလိုက်ပါတယ်။အဲ့ဒီမိခွန်းကြောင့်သူအတိတ်ကိုပြန်လဲသတိရလာပါတယ်။သူတို့နှစ်ယောက်ဟာဂလီဘဝကလေးကတိကျပြီးသူကသူမကို10နှစ်ကြာလူ့ဆွတ်ဆွာချစ်ခဲ့သူဖြစ်ပြီးသူ့လက်ဆွဲထဲမှာလည်းသူမဓာတ်ပုံကိုအမြဲထည့်ထားခဲ့ပါတယ်။ဒီရဲ့အကြကသူလည်း virus ကူးစက်ခံရပေမဲ့အသိစိတ်မပြောက်ဆုံးသေးတဲ့တူတဲ့သောဇွန်ဘီဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူ့နာမည်ကိုကြားတဲ့အခါသူမကမသိသလိုဖြစ်နေပါတယ်။သူမကမိန်းကလေးအထုံးဆောင်ပစ္စည်းတွေတွားရှာမယ်လို့ပြောပြီးထွက်သွားပါတယ်။သို့တော့အဲ့ဒီအချိန်မှာပဲသူမကိုလွယ်အိတ်ကိုလွတ်ယူခဲ့တဲ့အတန်းဖော်ယောက်ျားလေးနဲ့ပြန်လည်တွေ့ဆုံလိုက်ပါတယ်။ဇလန်ဟာဇွန်ဘီကဘာအတွင်းမှာတောင်အချစ်သစ္စာမြတ်တာနဲ့လူသဘောတရားတွေမပြောက်ကွဲသေးဘူးဆိုတဲ့အကြောင်းကိုစိတ်လှုပ်ရှားစွာတင်ဆက်ထားတဲ့ဇလန်ဖြစ်ပါတယ်။